တချို့သောသူတွေကျွန်တော်တို့ဘဝထဲကထွက်သွားတဲ့အချိန်ကျွန်တော်တို့တွေကဝန်းနေပြီးတော့အပြစ်တင်တတ်ကြတယ်မကောင်းသောသူတွေဆိုပြီးတော့တကယ်တော့မဟုတ်ဘူးသူတို့တွေကလူကောင်းတွေပါပဲတခုပဲရှိတယ်သူတို့ကားပြချောဖြစ်ရမယ်ဇက်ကွက်တွေပြီးသွားလို့သူတို့ကထွက်သွားတာပါကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ဇလန်းရှိတဲ့မှာသူတို့နဲ့သက်ဆိုင်တဲ့ဇညွန်းဇလန်းဇက်အင်းတွေပြီးသွားပြီလေသူတို့တွေကတကယ်တော့တာဝန်ကြီးပြီးထွက်သွားတာပါဒါကိုကျွန်တော်တို့ကမိပြီးတော့ကျွန်တော်တို့ဘဝရဲ့အတိတ်ကဇက်လိုက်မင်းသားမင်းသမီးတွေအဖြစ်သူတို့ကိုသတ်မှတ်တတ်ကြတယ်တကယ်တော့သူတို့တွေကအတိတ်ကဇက်ရံဇက်ဖို့နေရာမှာပါဝင်တည်ဆောင်ရတဲ့သူတွေပါအနာဂတ်မှာကျွန်တော်နဲ့သက်ဆိုင်တဲ့ right person လို့ရှိသေးတယ်သူတို့တွေကျွန်တော်တို့ဘဝထဲရောက်လာတဲ့အချိန်ကျရင်ဘယ်တော့မှကျွန်တော်တို့ကိုထားခဲ့မှာမဟုတ်ဘူးလက်တွဲပြီးတော့ရှိစမှာဖြစ်တယ်ဒါကြောင့် right person ကိုစောင့်ပေးပါ